တောက်ကြည့်တယ်ပါပြီးတော့ မနေ့3ထက်လာတယ်ငါ4ဘက်မှကြည့်တာဒါနဲ့ဒါ3ခဲစားတယ်ကြည့်အမ Wi-Fi ပြရရသွားခဲ့တယ်ဒီမှာ3ထက်ကျတော့ကျွန်တော်တို့ကသူကကျတော့ဖျားအောင်စောက်ရှောက်တာအားပေးတာဒီမှာစက်ကြလေးမှာဆိုတော့ခြေတော်စက်ကြလက်တော်စက်လေးလို့ခေါ်ပါတယ်နော်ကျွန်တော်ရှိန်နားမှာဆိုရင်ကျွန်တော်တို့တော်တော်များများနဲ့တည့်ရတယ်တည်ပါတော့ကျွန်တော်တို့မစီကွက်စိန်ကြောင်းလိုက်မှာရှိပါတယ်မစီဇီးလေးနဲ့ကားရတယ်နော်။ဒါနဲ့ဝယ်တင်ဇီးလေးတွေမလေးကောင်းပါပဲ။မလေးကြီးလက်ဖက်လေးတွေရပါစားချင်တယ်လည်းကားကြည့်ကြ။ရပါဒီလိုတက်မယ်နော်။ဒီမှာဒီတရားတွေချိတ်ချင်တဲ့နေရာတွေချိတ်လို့မရဘူး ဘာလို့ဖြစ်သွားလဲအားပေးပါရဲဖလောင်းနဲ့နောက်တစ်ချက်ပေါက်လိုက်တော့နော်။ညာလက်စ
လုံးကကျွန်တော်တို့လေဝင်နေထွက်ကြည့်မှဆိုရင်တော့ကျွန်တော်တို့အရီရွှေစံတော်ဘွားနေပြီးတော့တက်ရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ခင်ဗျာအခုကတော့တက်ခွင့်ပိတ်လိုက်ပါရလားဒီကရောစိတ်ကြည့်လေဒါပါလေနောက်ကသွားနေနောက်ကသွားဝင်လာ哦，哎了哦，六百一年啊。哎，你那里有是哪里有是地个啊？把来。မဟုတ်ဘူးထင်တယ်ဒီမဟုတ်ဘူးဖြစ်နေတယ် ဟုတ်ပါပါလေဒီလည်းဖြစ်နေတယ် ဒါပြီးတမန်ကြီးဟုတ်တယ်ခရပါလေ ဒီမရကြီး အကျတော်ရရနော်ဒီမှာကြာလေးကျလို့ရ တစ်ချက်ပါတယ်တချို့တော့တော့ပါတယ်ဒါပေမဲ့နောက်ဆုံးပြလာတယ်ထုတ်တယ်ကျွန်တော်သိဒီဘက်နေဒီမှာဒီတွင်းထဲကဒီဘက်ကကျတော့မောင်တော်နဲ့တမတော်ပဲဖြစ်ပါတယ် ဒါကြတော့ ကပုံရိုက်ချင်ရတယ်နော်ဝင်မရိုက်ထွက်ရတယ်ချစ်ချင်ရတယ်အမနစ်ပဲကြာမှာဒါကမှဒီလိုရတယ် ဟိုမှာလေးအားလေးလေးသွင်းလေးအသေးလေးအများကြီးရောမှာတော့ကဲ ဒီမှာလေအခုကျွန်တော်တို့တုံးစွာကျတော့ပိတ်ထားတယ်အရှိဘက်တစွာကျတော့ပိတ်မှတ်ချိန်မှာရောင်ကြီးတော်ပွင့်လို့ဆိုပြီးတော့ဖွင့်ထားခဲ့တာပဲဖြစ်တယ်နော်အဲ့တော့ကျွန်တော်ဒီအတွင်းထဲမှာဖျားရှိရတဲ့အတွင်းထဲမှာရဟန်းသံဃာပတ်လန်းအတွင်းထဲမှာကကျွန်တော်တို့ပတ်လန်းတစ်ခုဖြစ်တဲ့ရဟန်းသံဃာပတ်တန်လန်းကဘယ်မှာလဲရှူရှိုက်ကြရေဟိုဒီဘက်မှာဒီမှာမဟုတ်ပါဘူးအဲ့ဒါရှိပါရဟန်းအဲ့တော့မှသူကတချိုးသူရတာအဲ့တော့လက်ပြတ်တော့ဘာဖြစ်လဲရှင်းကြတကယ်တော့မဟုတ်ပါဘူးသူကကျတော့ဟိုမှာထွက်တယ်ဆိုတော့ပါ
ကဲချင်းရေကဲတော့ရပါတယ်ချိုးရေရေတန်းအေးချိုးဆုံးရပါတယ် ညီမလေးလဲလို့ရတယ် ရေတန်းရရေ ကုတ်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  နိုင်အောင်မတရားလဲ ရပါပြီ ရပါတယ် ဒီကတော့ချိန်ရပါလား သူရခံအပေးသူတက်ပြန်သူချွေးရသူတက်ပိုင်းလေ ဟုတ်ကဲ့ရိုးရိုး ရိုးရိုးဆိုတာရိုးရိုးပဲကြီးဒါကရန်ကုန်မန်းလေးကျောင်းစဉ်ရေမျှောပြီးဆွဲတာဟိုးမှာရေ အခုကျွန်တော်ဒီစမ်းသပ်ကုန်းသွားမယ်စမ်းသပ်ကုန်းကျွန်တော်ဂျာဒီမာကအိမ်လုံးစီနိုင်ပြီးတော့ကြောင်းရင်အစင်မပြေလို့သူကအလဲကျနွားပြီးကြောင်းဒါပကံရဲ့မိဘကြီး မိကုန်းတစ်ခုမေးပါမယ်ဒီဘုရားနဲ့ကျွန်တော်တို့ဒီနေ့ဖူးခဲ့တဲ့တဆူနဲ့လုံးဝအဆင်တူပါပဲအဲ့ဒါပဲဘုရားလေးသိပါလားရောက်ခဲ့တာတိတ်မကြသေးဘူးနော်ဟုတ်ပါတယ်ကိုရဲဒီနောက်မှာလို့ကိုရဲ လိုက်ဆောင်လို့မရဘူးဒီရဲဒီရဲစီကဒီလာတော့မကြိုင်နေပြီဒီမဲ့အောက်မှာဒီအပေါ်မှာအသေးဒါဆူလာကြီးရအပေါ်မှာလည်းနေစီးနေရှင်နော်ဟောပြီးဒီမဲ့ဦးကြီးချုပ်ဝေးရေးကြတာရှိတယ်ဦးကြီးချုပ်ဝေးရေးကြတာဒီဘက်မှာအဲဒီချိုးတွေလည်းတဲကြီးအောင်လာဘေးအောင်ပြင်နေတယ်အဲ့ကျွန်တော်တို့ကြောက်တဲ့ပြုတ်ဝင်နေတော့ပုံစံနေတယ်အမေဒါဘာကလာလဲကိုကင်မရာမဲနဲ့လက်လက်ထားပါလားအဲ့ဒါတော့ရိုက်ရရောယူထူးတဲ့အထက်မှာနှမ်းလေးပါ
ဝင်ရင်းနဲ့အာနန္ဒဖရားရဲ့ထူးခြားတဲ့အချက်လေးတွေရဲ့ဥဒ္ဒများကိုရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာရရမယ်အဲ့ဒါပဲရရှောက်ရှင်ဖြစ်မယ်ရှောက်ရှင် Jale